ဒီမိန်းကလေးဟာစင်မြင့်ရဲ့အမြင့်ကိုမခံမနိုင်တာကြောင့်ဘာမှမစင်စားတော့ပဲသူမရဲ့ဖက်နှက်ကိုအောက်ကိုပစ်ချပြီးအတန်ကိုတေချာနားထောင်ခဲ့ပါတယ်အတန်ကြာလို့အောက်ကနေအတန်တစ်ခုကြားရတဲ့အခါမှာတော့အောက်မှာခိုင်မာတဲ့အရာတစ်ခုခုရှိမယ်ဆိုတာကိုသူမသိလိုက်ပြီးဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်စိတ်လှုပ်ရှားစွာနဲ့စင်မြင့်ရဲ့အဆုံးကနေငုံကြည့်ခဲ့ပါတယ်သူမအကြာကြီးစဉ်းစားနေပေမဲ့မခုန်ရဲခဲ့ပါဘူးအဲ့ဒီနောက်ရုတ်တရက်မျက်လုံးကိုမှိတ်ပြီးအောက်ကိုခုန်ချလိုက်ပါတယ်အံ့ဩဖို့ကောင်းတာကသူမဟာမြေပြင်ပေါ်ကိုဘေးကင်းကင်းနဲ့ဆင်းသက်နိုင်ခဲ့တာပါပဲသူမမှာဘာဒဏ်ရာမှမရခဲ့သလိုအခြေရလေးတောင်မရှိခဲ့ပါဘူးအဲ့ဒီအချိန်ကျမှအဲ့ဒီစင်မြင့်ဟာလူတစ်ယောက်စာလောက်ပဲမြင့်နေဆိုတာကိုသူမသိလိုက်ရပါတယ်လွန်ခဲ့တဲ့နှစ်တွေကသူမဟာမော်ဒယ်လောကမှာနာမည်ကြီးခဲ့သူတစ်ယောက်ပါဖက်ရှင်ပွဲတစ်ခုမှာသူမရဲ့မျက်လုံးတွေဟာရှေ့ဆုံးထဲမှာထိုင်နေတဲ့ချမ်းသာပြီးထက်မြက်တဲ့အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ပါတယ်ဒါဟာသူတို့ရဲ့အချစ်ဦးအစပါပဲမကြခင်မှာပဲသူမဟာအဲ့ဒီအမျိုးသားရဲ့စိန်ခံစားအိမ်ကြီးစီကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်တနေ့မနက်မှာတော့သူမအောက်ထပ်ကိုဆင်းလာချိန်မှာသူမရဲ့ခင်ပွန်းကနေရန်ပေါ်မှာတခုခုတက်ဆင်နေတာကိုတွေ့လိုက်ရပါတယ်စုတစိတ်တွေတင်ဖို့စင်တစ်ခုလို့သူမထင်ခဲ့တာပါသူကပြုံးပြီးမဟုတ်ဘူးဒါကမင်းရဲ့ပလင်ပဲငါရဲ့ရုံငန်းစပွဲရှိတဲ့မှာထားထားတာငါကောင်းမောကြည့်လိုက်တိုင်းမင်းကိုမြင်နေရအောင်လို့ပြောခဲ့ပါတယ်သူမကအလုပ်သွားဖို့ပြောတဲ့အခါမှာတော့ခင်ပွန်းဖြစ်သူကအပြတ်တက်ညှင်းဆိုခဲ့ပါတယ်မင်းနောက်ထပ်အလုပ်လုပ်ဖို့မလိုတော့ဘူးမင်းရဲ့တူးရဲသောအလုပ်ကဒီမှာထိုင်နေဖို့ပဲငါမင်းကိုကဘာပေါ်မှာအပျော်ဆုံးမျိုးသမီးဖြစ်အောင်ထားမယ်လို့ပြောခဲ့ပါတယ်သူ့ရဲ့ချိုသားတဲ့စကားတွေကြောင့်သူမသဘောတူခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးသူမရဲ့ဘဝဟာအဲ့ဒီစင်မြင့်မြင့်ကြီးပေါ်မှာပဲကုန်ဆုံးခဲ့ရပါတယ်သူတို့ရဲ့မင်္ဂလာဆောင်နေ့မှာတော့ဝတ်စုံဖြူကြီးဝတ်ပြီးအဲ့ဒီစင်ပေါ်မှာပဲထိုင်ကလူတိုင်းရဲ့ဂုဏ်ပြုစကားတွေကိုလက်ခံခဲ့ပါတယ်အစောပိုင်းကာလတွေမှာတော့ခင်ပွန်းဖြစ်သူဟာသူမဘေးမှာအမြဲရှိနေခဲ့ပါတယ်လက်ဆောင်တွေပေးပြီးစကားတွေပြောခဲ့ပါတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့သူ့ရဲ့အပြုအမူတွေကပြောင်းလဲလာခဲ့ပါတယ်စကားပြောနီးလာပြီးတစ်ခါတလေတစ်နေ့လုံးစကားတစ်ခုမှမပြောတော့ပါဘူးအဲ့ဒီနောက်တစ်နေ့မှာတော့သူဟာအတော့ကိုလွန်လာခဲ့ပါတယ်သူဟာသူမကိုကြောခိုင်းပြီးအလုပ်လုပ်ဖို့သူ့ရဲ့စပွဲကိုလှည့်လိုက်ပါတယ်ဒါကိုမြင်တော့မိန်းကလေးဟာရင်ခွဲမတက်ခံစားခဲ့ရပါတယ်ဒါတွေအားလုံးကိုအဆုံးသတ်ဖို့သူမဆုံးဖြတ်လိုက်ပါပြီအခုတော့သူမဟာအဲ့ဒီစင်မြင့်ပေါ်ကနေထာဝရအတွက်ဆင်းသက်တော့မှဖြစ်ပါတယ်